မပူရဲ့မာလာအနှစ်ကလေးနဲ့ကြက်ချေတော့တုတ်ကိုညီမလေးတွေဒီနေ့သမီးတွေခြေရိုးနဲ့တူတူစားလိုက်တာဖြစ်ပါတယ်ဒီမှာညီမလေးကတော့တုတ်နေပါပြီရှင်မာလာအနှစ်ကလေးတွေထည့်ပြီးတော့ကြက်ချေတော့လေးပြုတ်ပြီးတာနဲ့မာလာအနှစ်ကလေးထည့်ပြီးတုတ်လိုက်ရုံပဲပေါ့နော်ဒီမှာအနှစ်တွေအများကြီးထည့်ပြီးတော့အားရပါရနေပါတယ်ရှင်ဘေးမှာလည်းသမီးလေးကကြည်နေတာကဲစားခြင်းစရာနေပါပြီနော်မာလာအနှစ်လေးတွေလည်းအရန်ကောင်းပါတယ်ဒီမှာရိုးလေးတွေလည်းထုတ်ထားတယ်ပေါ့နော်အယိုးလေးတွေနည်းနည်းထုတ်ထားတော့စားတဲ့ခါကျတော့နည်းနည်းလေးအဆင်ပြေတယ်ပေါ့နော်။မာလာနှစ်ဆိုရင်ဒါဆိုရင်တပူးဆိုရင်3-4ခါမကအောင်သုံးလို့ရရင်နော်။ဒါခဏတုတ်စားတာအနည်းငယ်ကြံသေးတယ်ပေါ့နော်။အနှစ်တည်းကအများကြီးပဲ။သူကပြောတယ်တခြားအရွက်တွေပါလည်းတုတ်စားလို့ရတယ်လို့နန်းကြီးတုတ်တွေပါထည့်ပြီးတော့တုတ်စားမယ်ဆိုလဲအဆင်ပြေတယ်ပေါ့နော်။ तू ကအထုံတွေအများကြီးမပါတဲ့အတွက်ကြိုက်နှစ်သက်မယ်ပေါ့နော်။အားလုံးကဒီမှာဆက်လက်ရွက်လေးတွေနဲ့တိုးစားမယ်မုံဖက်လေးတွေရောပေါ့နော်။ကဲစားကြပါအောင်ရှင်ကြိုက်နှစ်တဲ့ချင်းဝါလေးတဲ့ဝင်နှိပ်ကြည့်နော်